ခမလီဝန်ဆာကြောင့်မင်္ဂလာညချမ်းပါခင်ဗျာဒီနေ့2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ဂျာတာပရိနေ့အတွက်တည်ထားတဲ့ရှမ်းနီဒေတာနဲ့ပြည်တွင်းကသတင်းတွေကိုတင်ဆက်ပေးတော့ပါတော့မယ်ရှမ်းနီဒေတာနဲ့ပြည်တွင်းကဒီနေ့အတွက်မှတ်သားစရာသတင်းတွေကိုအခုပဲစတင်လိုက်ကြရအောင်ပါပကဖာတွေက CDM ဝန်ထမ်းတွေအပေါ်ကျူးလွန်မှုတွေကို CDM ကောင်စီရှုတ်ချတဲ့တဲ့ခေတ်မီကာကွယ်ရေးစနစ်ကိုဖော်ဆောင်မယ်လို့စစ်ကော်မရှင်ကပြောဆိုလိုက်တဲ့တဲ့ဝိုင်းမော်ခလာရ58တိုင်ရင်အနီးတိုက်ပွဲတွေပြင်းထန်နေတဲ့တဲ့ဗုဒ္ဓရဲ့ဟန်တော်တွေရဲ့ငင်းချိုင်းအတွက်မိုင်2300လမ်းလျှောက်ခီးစဉ်ပြီးဆုံးသွားတဲ့တဲ့စတဲ့တဲ့တွေကိုနားဆင်သွားကြရမှာပါဝိုင်းမော်ခလာရ58တိုက်ရင်အနီးတိုက်ပွဲပြင်းထန်နေတဲ့တဲ့တင်ကိုပြောပြပေးပါမယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ရှိခလာရ58တိုက်ရင်အနီးကာကင်းစခန်းနေရာတွေမှာစစ်ကော်မရှင်တပ်နဲ့ KIA PDF ပူးပေါင်းတပ်တွေကြားတိုက်ပွဲပြင်းထန်နေပြီးပောက်ကွဲတန်နေကြားနေရတယ်လို့ဒေတာခန်တအူးမှသိရပါဗျ။ငိမ့်နေရ2ရက်လောက်တော့ရှိပြီးဒီမနက်တမနက်ကင်လုံးမဲ့အကြီးအကျယ်ချနေတာတအားနီးနေတယ်ခါတိုင်းကငါတို့ဒီနာကနေမပြစ်ဘူးလေခုကမန်ပြတောင်ဘက်ကနေပြစ်နေတယ်လို့ကြားရတယ်လက်နက်ငယ်တန်းတွေလည်းကြားရတယ်လေလို့သူကဆိုပါတယ်ခလာရ58တိုက်ရင်ရဲ့ကာကင်းစခန်းတွေဖြစ်တဲ့ဝိုင်းမော်လိုက်စာလမ်းကစခန်းတွေနဲ့ကမ်ပိုက်ဒီလမ်းကစခန်းတွေကြားနှစ်ဖက်တိုက်ပွဲပြင်းထန်နေစေလည်းဖြစ်ပါတယ်အဲ့ဒီတိုက်ရင်ဟာကမ်ပိုက်ဒီနယ်စပ်ကိုတွားတဲ့လမ်းမှာရှိပြီးဝိုင်းမော်မြို့ပေါ်နဲ့၄မိုင်ခန့်သာဝေးတယ်လို့သိရပါတယ်။ဝိုင်းမော်မြို့နယ်အတွင်းမှာတိုက်ပွဲများရက်ဆက်ဖြစ်ပွားနေမှုကြောင့်မြစ်ကြီးနားမြို့ကိုဆက်သွယ်ထားတဲ့ဗလမင်းထင်တရားပေါ်တွင်စစ်ဆေးမှုတွေရခင်ကထက်တင်းကျပ်နေတယ်လို့သိရပါတယ်။အေယာဝတီမြစ်တစ်ဖက်ကဝိုင်းမော်ဘက်ချံကဗလမင်းထင်တရားနာရှိမိုင်းနာကြီးရွာမှန်ပြတောင်မှာစစ်တပ်ကတတ်ထိုင်ထားတာဖြစ်ပြီးလက်နက်ကြီးများဖြင့်ပစ်ကူနေတယ်လို့သိရပါတယ်။တရုတ်နယ်စပ်မှာတင်လာတော့ကုန်ပစ္စည်းများနဲ့ဘီလက်မြေတင်လာတော့တွဲကားများကိုအဆိုပါတရားပေါ်တွင်လက်တလောဖြတ်တန်းခွင့်နဲ့ပိတ်ထားတယ်လို့သိရပါတယ်။ဘီလက်မြေဈေးကငါတို့ဘက်မှာဈေးပေါ်တယ်2000ကျော်ပဲရှိရာဟိုဘက်ကမ်းမှာအထက်ဈေးများတယ်ဟိုဘက်ဒီဘက်တောင်မတူဘူးတအိမ်မှတဲခွင့်မပေးဘူးလို့ပြောတယ်လို့ဝိုင်းမော်ပတ်ချန်ဒေတာခန်တအူးကဆိုပါတယ်။ဒါအပြင်ကချင်ပြည်နယ်အတွင်းဖားကန်ဝိုင်းမော်လုံးခင်းနဲ့အင်နော်ဂျီဒေတာတွေမှာစစ်ကော်မရှင်နဲ့ KIA တို့နှစ်ဖက်တိုက်ပွဲများအရှိန်မြင့်နေရလဲဖြစ်ပါတယ်။ခေတ်မီကာကွယ်ရေးစနစ်တွေကိုဖော်ဆောင်မယ်လို့စစ်ကော်မရှင်ကပြောဆိုတဲ့သတင်းကိုနားဆင်ရမှာပါနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအတွက်ခေတ်မီကာကွယ်ရေးစနစ်တွေကိုဖော်ဆောင်သွားမယ်လို့ဒီနေ့ကြောက်တဲ့89နှစ်မြောက်ပြည်ထောင်စုနေ့မှာစစ်ကော်မရှင်ဥက္ကဋ္ဌကပေးပို့တဲ့တဝန်လာထဲမှာပြောဆိုထားပါတယ်နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးအတွက်ပြည်ပအမိအခိုကင်းစွာဖြင့်ပြည်တွင်းအင်အားစုများကိုအခြေခံကာပြည်သူတရားလုံးပါဝင်သည့်ခေတ်မီပြည်သူကာကွယ်ရေးစနစ်ကိုကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ပါသည်ဒီနေ့ကြာရောက်တဲ့ပြည်ထောင်စုနေ့တဝန်လာထဲမှာလက်နက်ကင်တပ်ဖွဲ့တွေရဲ့ဥပဒေလောက်ရက်တွေနယ်မြေချစ်တင်တဲ့တိုက်ပွဲတွေကိုငြိမ်းချမ်းရေးလိုလားတဲ့ပြည်သူတွေနဲ့ထိမ့်သိမ်းကာကွယ်ထားမယ်လို့လည်းဆိုပါတယ်။လက်ရှိမှာလည်းပြည်သူစစ်တွေပြည်သူစစ်မှုထမ်းစားတဲ့အရက်သားတွေပါဝင်တဲ့လုံခြုံရေးစနစ်တွေကိုစစ်ကော်မရှင်ကဆောင်ရွက်နေတယ်လို့စစ်ရေးအကဲခတ်တွေကပြောပါတယ်။စစ်မှုထမ်းဥပဒေတရက်ကိုလည်း2024ခုနှစ်မှာအသက်တွင်းထားပြီးတော့တင်တန်းသားအပတ်စဉ်တခုကိုလူဦးရေ9000လုံးနဲ့ဆောင်ရွက်ခဲ့တာလက်ရှိမှာတော့တပ်သား3သိန်းနီးပါးရှိလာနေပြီလို့ယူဆတဲ့အကြောင်းစစ်ရေးအကဲခတ်တွေကပြောဆိုကြပါတယ်။ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးအတွက်ထာဝရငြိမ်းချမ်းရေးဟာမဖြစ်မနေဆောင်ရွက်မှာဖြစ်ပြီးတိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေဟာလည်း NCA စာချုပ်သဘောတူညီမှုတွေကိုပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့လည်းစစ်ကော်မရှင်ကထည့်သွင်းပြောဆိုထားပါတယ်။ပကဖာတွေက CDM ဝန်ထမ်းများအပေါ်ကျူးလွန်မှုတွေကို CDM ကောင်စီချုံချတဲ့တဲ့တင်ကိုပြောပြပေးပါမယ်။စကိုင်းတိုင်းဒေသကြီးအင်တော်မြို့နယ်နဘားတိုက်နယ်အတွင်းမှာ CDM ဝန်ထမ်း9ဦးကိုမြို့နယ်ပကဖာတွေကဖမ်းဆီးခဲ့ပြီးလူအခွင့်အရေးချိုးဖောက်မှုတွေဆောင်ရွက်ခဲ့တယ်လို့စကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီကချုပ်ချကြောင်းမနေ့ကပြောဆိုထုတ်ပြန်လာပါတယ်။ဇန်နဝါရီလအလယ်မှာအင်တော်မြို့နယ်နဘားကြီးရွာအတွင်းသတင်းပေါက်ကြားမှုဆွဆွဲမှုနဲ့အင်တော်ပကဖပအဖတွေကမိရထား CDM ဝန်ထမ်းတွေကိုခေါ်ယူမေးမြန်းစစ်ဆေးမှုလုပ်ခဲ့ပြီးလူအခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။လာရောက်ဖမ်းဆီးစဉ် CDM ဝန်ထမ်းတွေကိုပကဖတွေကရိုက်နှက်ထိုးကြိတ်တာစစ်ဆေးပြီးနောက်ကြီးရွာအပြင်ဘက်ထောက်ခွာခွင့်ကိုတစ်ဖက်ပိတ်ပင်ရှေ့ချုပ်ထားရှိတာတွေကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒီလိုလုပ်ရဟာဥပဒေမဲ့ကျူးလွန်ခဲ့တာဖြစ်ပြီးစကိုင်း CDM ကောင်စီကပြင်းပြင်းထန်ထန်ရှုံချတယ်လို့ပြောပါတယ်။ဒါအပြင်ပြည်သူယုံကြည်မှုတွေကိုရော့ရဲလာရင်တော်လှန်ရေးအတွက်ဆိုးရွားတဲ့ထိခိုက်မှုတွေဖြစ်စေလိမ့်မယ်လို့လည်းအတိပေးထားပါတယ်။ CDM တွေနဲ့ပတ်သက်ပြီးဖေဖော်ဝါရီလအစမှာပဲစစ်ကော်မရှင်ကပြန်လည်ခေါ်ယူမှုတွေကိုကြေညာထားခဲ့တာဖြစ်ပါတယ်။
အင်းတော်မြို့နယ်တစ်ခုလုံးကို NUG ကသိမ်းပိုက်စိုးမိုးထားတာဖြစ်ပြီးအရက်သားတွေဥပဒေမဲ့တပ်ဖြတ်ခံရမှုတွေရှိနေသလိုလေကြောင်းတိုက်ခိုက်ခံရမှုတွေလည်းဆက်တိုက်ဖြစ်ပေါ်နေတယ်လို့အင်းတော်ဒေတာကန်တအူးကပြောဆိုပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာအင်းတော်မြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်ခံရမှု3ကြိမ်ရှိခဲ့ပြီးအရက်သားတည်ဆုံမှု14ဦးရှိခဲ့ပါတယ်။အင်းတော်မြို့နယ်အတွင်းကပကဖယုံပကဖနဲ့နှိစက်တဲ့နေအိမ်တွေနဲ့စာတင်ကျောင်းမှာတိုက်ခိုက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။မှာဖကတ်မြို့ပေါ်ကလမ်းမကြီးတွေပေါ်မှာမိုင်းပေါက်ကွဲမှုတွေကြောင့်ဒေတာကန်တချို့ထိခိုက်တန်ရာရတဲ့သတင်းတွေကိုပြောပြပေးပါမယ်။တိုက်ပွဲပြင်းထန်နေတဲ့ဖကတ်မြို့နယ်အတွင်းမှာလမ်းမကြီးတွေအနီးမိုင်းပေါက်ကွဲမှုတွေဟာမကြာခဏဖြစ်နေတာကြောင့်ဒေတာကန်တချို့ထိခိုက်တန်ရာရရှိမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ10ရက်နေ့နေ့လယ်တနင်္လာဝန်းကျင်ချိန်မှာလုံခင်းကျေးရွာနဲ့မော်စီစာကျေးရွာကြားမှာရှိတဲ့ပေါ်ဦးလေထိုးကျွတ်ဖာဆန်ရှိမှာမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပြီးဒေတာကန်3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီလမ်းမပေါ်မှာစစ်ကော်မရှင်ရဲ့ထောက်ပို့စစ်ကားတွေအတွက်ထောင်ထားတာလို့ဒေတာကန်တွေကပြောဆိုကြပြီးဒေတာကန်2ဦးဆိုင်ကယ်စီးဖြတ်သွားတာကြောင့်ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တာလို့ဆိုပါတယ်။ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီး2ဦးကတော့စမ်းကြွယ်ကျေးရွာကဖြစ်ပြီးအမျိုးသား2ဦးကတော့စိတ်မှုကျေးရွာကဖြစ်ပါတယ်။မနေ့ကဖေဖော်ဝါရီလ17ရက်နေ့မနက်6နာရီခွဲချိန်မှာလဲရွှေမြန်မာတက်စီဆိုင်အနီးမှာမနက်ဈေးတွိုင်းရင်မိုင်းနှင်းမိတဲ့အမျိုးသားတဦးပွဲချင်းပြီးတည်ဆုံပြီးတော့အမျိုးသမီးတဦးကလည်းဆေးရုံပို့ထားရတယ်လို့သိရပါတယ်။ဖားကန့်မြို့နယ်မှာနေစဉ်ရက်ဆက်တိုက်ပွဲတွေပိုပြီးပြင်းထန်လာနေတာကြောင့်ဒေသခံတွေဟာမြို့ကနေထွက်ခွာမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ဖားကန့်မြို့မရှိခထောင်ရက်ကွက်အနောက်ဘက်မှာလည်း KNPDF နဲ့စစ်ကော်မရှင်တပ်တို့ကြားတိုက်ပွဲတွေအတွင်းလေကြောင်းတိုက်ခိုက်မှုတွေဟာလည်းနေစဉ်နှိပါဖြစ်ပွားနေပါတယ်။ရဟန်းတော်တွေရဲ့ဗုဒ္ဓရဟန်းတော်တွေရဲ့ငြိမ်းချမ်းရေးအတွက်မိုင်2300ခီးစဉ်ဟာပြီးဆုံးသွားတဲ့သတင်းကိုပြောပြပေးပါမယ်။လင်ပေါ်ရောင်တင်ကန်းတွေဝတ်ဆင်ထားတဲ့ဗုဒ္ဓရဟန်းတော်နှစ်တာစဉ်ဟာမိုင်2300ရှည်လျားတဲ့ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ခြင်းခီးစဉ်ဟာဝါရှင်တန် DC ကိုမနေ့ကရောက်ရှိခဲ့ပြီးသူတို့ရဲ့ခီးစဉ်ဟာပြည်နယ်9ခုကိုဖျက်တမ်းခဲ့ပြီးတော့ထောင်နဲ့ချီတဲ့လူအုပ်တွေကသူတို့တွေကိုအားပေးခဲ့ကြပါတယ်။တနင်္ဂနွေနေ့ကဗာဂျီးနီးယားကိုတွားပြီးအပြင်မှာအချိန်တော်တော်ကြာစောင့်နေခဲ့တယ်။လူအများကြီးနဲ့လည်းစကားပြောခဲ့တယ်သူတို့အားလုံးကအတူတူပဲပြောကြတယ်နိုင်ငံကလည်းဒါတွေကိုလိုအပ်နေတာကွဲပြားနေတယ်လို့ခန်းစားနေရပြီးလူတွေကပိုပြီးကျင်နာမှုတွေပိုပြီးဂိယူနာတရားနဲ့ပိုပြီးငြိမ်းချမ်းရေးကိုလိုချင်ကြတယ်လို့ရဟန်းတော်တွေကိုလာရောက်တွေ့ဆုံခဲ့တဲ့မေရီလန်းပြည်နယ်ကအသက်59နှစ်အရွယ်ဂျုံတွန်နိုကိုကပြောပါတယ်ရန်တော်တွေဟာအမေရိကန်နဲ့ကမ္ဘာတဝမ်းမှာရှိတဲ့ငြိမ်းချမ်းရေးမေတ္တာဂိယူနာနဲ့ဂိယူနာတရားတွေကိုအတိပညာပေးဖို့လွန်ခဲ့တဲ့3လကျော်ကလေးကတက်ဆက်ပြည်နယ်မှာလမ်းလျှောက်တာတွေကိုစတင်ခဲ့ကြပါတယ်။တခါတရံမှာအေးခဲတဲ့ဆောင်းအပူချိန်တွေကိုဆောင်းရာသီတွေကိုရင်ဆိုင်ရပြီးတော့တခါတရံမှာချစ်ပရာတွေနဲ့အမေရိကန်နဲ့ကမ္ဘာတဝမ်းမှာငြိမ်းချမ်းရေးနဲ့ချစ်ခင်ကြည်နာမှုဂိယူနာတရားတွေကိုမြင့်တင်ဖို့ဆောင်ရွက်ခဲ့ကြပါတယ်။အိုဟိုင်ယိုချိုင်ဝမ်နဲ့အလိုက်ပိုင်းတောင်ပိုင်းကနေနယူးအင်္ဂလန်ထိပြင်းထန်တဲ့ဆောင်းရာသီမုန်တိုင်းတစ်ခုကြောင့်နင်းထူထပ်စွာကြတာနင်းခဲတာရေခဲမိုးတွေရောနှောကြတာစီဖြစ်ခဲ့ပြီးတော့ပြင်းထန်ဆိုးရတဲ့ရာသီဥတုအခြေအနေတွေမှာလည်းဆက်လက်ကြွချခဲ့ကြပါတယ်။ဒါအပြင်လမ်းလျှောက်မှုတွေဟာရခန်းတန်ကာတော်နဲ့အတူခွေးလေးအာလော့ကလည်းပါဝင်ပြီးတူဟာလူမှုမီဒီယာမှာတော့ငြိမ်းချမ်းရေးခွေးလို့လူသိများပါတယ်။သူတို့ဟာရက်ပေါင်း108ရက်ဒီနေ့ဝါရှင်တန်မှာကုံဆုံးမှာဖြစ်ပြီးတော့ဂျာရာပရီနေ့မှာမေရီလန်းပြည်နယ်အန်နာပိုလစ်မြို့နီးမှာသူတို့ရဲ့ခီးစဉ်ကိုအဆုံးသတ်တော်မှာလည်းဖြစ်ပါတယ်။ဒီနေ့ဟာမိုင်2300ခီးစဉ်ရဲ့အဆုံးသတ်ဖြစ်နိုင်ပေမဲ့ငြိမ်းချမ်းရေးအတွက်ကျွန်တော်တို့ရဲ့ခီးကတော့အဆုံးမဟုတ်သေးပါဘူး။ဒီနေ့ညအတွက်ရှန်နီဒေတာနဲ့ပြည်တွင်းပြည်ပကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကိုနားဆင်ခဲ့ကြရတာပါ။မနက်ဖြန်မှာလည်းအရေးကြီးတဲ့သတင်းထူးတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ရှန်နီအတန်ကို follow လုပ်ထားဖို့မမေ့ပါနဲ့အောင်။သတင်းပို့ဖို့လိုတာပဲဖြစ်ဖြစ်အကြံပြုဖို့လိုတာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ social media စာမျက်နှာတွေမှာပြောကြားနိုင်ပါတယ်။ရှန်နီအတန်ရဲ့သတင်းဆောင်းပါးတွေကို www.shaniboy.com နဲ့ www.facebook.com/thevoiceofshani စာမျက်နှာတွေမှာနားဆင်လို့ရနေပါပြီ။ရှန်နီတိုင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုတွေလူနေမှုဘဝလူမှုရေးစီးပွားရေးစတာတွေကိုလည်းဆောင်းပါးတွေ short video တွေအနေနဲ့ရှန်နီအတန်ရဲ့ YouTube channel Telegram channel တွေမှာကြည့်ရှုနိုင်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့အတွက်ရှန်နီအတန်ဝိုင်းတော်သားတွေကအထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပေးကင်းပြီးကျမ်းမာတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ။မဆုံကြော